အကယ်၍ Vanil process ကနေထွက်လာတဲ့ပတ်တများအတုတွေကတဘာဝပတ်တများတွေနဲ့ဓာတုဗေဒအရာတော့ယူဘဗေဒအရာပါယာနုံးပြတဲ့ထတဲ့တူညီနေတယ်ဆိုရင်သူတို့အတုလို့ဘယ်လိုလုပ်ခေါ်နိုင်တော့မလဲဗျာမေးစရာပဲနော် ဒါဆိုကျွန်တော်တို့တွေဟာဓာတုဗေဒပညာရဲ့လှည့်စားမှုအောက်မှာပဲကြီးနေနေကြတာလားပြီးတော့နှစ်ခုစလုံးကအတူတူပဲဆိုရင်ခင်မီကျောင်းမြတ်ပညာရှင်တွေကောတဘာဝနဲ့အတူကိုဘယ်လိုလုပ်ပြီးခွဲခြားနိုင်ကြမလဲ အဲ့ဒါကကြောင်းမြတ်ဗေဒရဲ့အရေးအပေါင်းဆုံးစိန်ခေါ်မှုပဲရှင့်ခွဲခြားတယ်ဆိုတာအခြေခံအားဖြင့်ဖယ်ထုတ်ခြင်းလုပ်ငန်းစဉ်ကိုသုံးရတာပါတမန်အဖြစ် specific gravity လို့ခေါ်တဲ့တိတ်တဲစာတိုင်းတာ refractive index လို့ခေါ်တဲ့အလင်းရိုင်ညွှန်းကိန်းစမ်းသပ်မှုတွေကိုအရင်လုံးရတယ် အဲ့ဒါတွေလုံးရင်ခွဲလို့ရပြီပေါ့ ဒီစမ်းသပ်မှုတွေကတဘာဝပတ်သက်များနဲ့ Vanil process ကထွက်လာတဲ့တခွဲကန်းလို့ပတ်သက်များကြားမှာကြတော့တိတ်တဲစာရောအလင်းရိုင်ညွှန်းကိန်းမှာတူညီနေတဲ့ခဏနေကအတူတူပဲ ဟာဒါဆိုအဲ့ဒီလိုချင်းနေမှာပုံမှန်စက်တက်ကိရိယာတွေနဲ့မရတော့ဘူးပေါ့ ဟုတ်တယ်ရှင်မရတော့ဘူး မြန်မာနိုင်ငံကကြောက်မြတ်တီအကြောင်းလိတာထားတဲ့စာတမ်းမှာဖော်ပြထားတဲ့တိုက်ပြီးခြေတိုက်လို့ခေါ်တဲ့ကြောက်စိမ့်နေဆိုရင်လည်းအလားတူပြဿနာမျိုးမျိုးမဟုတ်လားဗျာ မှန်ပါတယ်ရှင်အဲ့ type B ကိစ္စကလည်းဆေးဝက်မှာတော်တော်ပြဿနာဖြစ်ခဲ့တာပါ ဟုတ်ကဲ့မျက်နဲ့ကြောက်စိမ့်တွေကို acid စိမ့်တွေအညစ်အကြေးတွေဖယ်ထုတ်ပြီးတော့မှပေါ်လာတဲ့အကွဲ့ကြောင်းတွေထဲကိုကော်ရီပလတ်စတစ်ပစ္စည်းတွေတွင်းပြီးရေအသွေးကောင်းတဲ့ကြောက်စိမ့်အဖြစ်လဲစားကြတယ်တာမမျက်စိနဲ့ကြည့်ရင်လုံးဝမသိနိုင်တော့ဈေးကွက်မှာအယုံအကြည်မဲမှုတွေအများကြီးဖြစ်ခဲ့ရတယ်လी အဲ့ဒီနေရာမှာတစ်ပန်နည်းပညာကအစင်မြက်လာရတယ်ရှင်တာမန်အလင်းရိုင်ညွှန်းကင်းတွေတစ်တဲစာတွေနဲ့မရတော့တဲ့အခါ molecule အဆင့်ထိဆင့်ပြီးစစ်စီရတော့တာပဲ molecule အဆင့်ဆိုတော့အတော်တင်းငယ်တဲ့အဆင့်ထိသွားတာပေါ့နော် ဟုတ်ပါတယ်ရှင် SRF တို့ FTIR လို့ spectroscopy နည်းပညာတွေသုံးရတယ်။သူတို့ကဘယ်လိုအလုပ်လုပ်တယ်လဲဆိုရင်ကြောင်းမျက်စီကိုရောင်ချီတန်းတွေလွတ်လိုက်ပြီးပြန်ထွက်လာတဲ့အလင်းလိုင်းတွေကိုစစ်ဆေးတာပါ။ အော်အလင်းလိုင်းကိုဖမ်းတာပေါ့ ဟုတ်ကဲ့ atom နဲ့ချိတ်ဆက်ထားတဲ့ molecule ပုံတွေကိုခွဲခြမ်းစီဖြာလိုက်တဲ့အခါတဘာဝကြောင်းမှာမရှိနိုင်တဲ့ core polymer ရဲ့ဓာတုလက်ကိုရတွေကိုတိတိကျကျဖော်ထုတ်ပေးနိုင်တယ် အင်းဟုတ်ပြီကိုတွင်းသားနဲ့ကြောက်စင်းကြီးကိုအဲ့ဒီလိုခွဲထုတ်လို့ရတယ်ပဲထားပါတော့ခုနပြောတဲ့တဘာဝပတ်တများနဲ့တခွဲကဲလို့ synthetic ပတ်တများကိုခွဲဖို့ကြတော့ကိုဘယ်လိုလုပ်မလဲဗျာ molecule ဖွဲ့စည်းပုံချင်းကလည်းတူနေတာဆိုတော့ ဒီနေရာမှာအတော်လေးစိတ်ဝင်စားဖို့ကောင်းတာက microscope အောက်မှာသူတို့ရဲ့အတွင်းပိုင်းမှာအောင်းဝင်အညစ်အကြေးတွေကိုတေချာလေ့လာရတာပါပဲတဘာဝကြောက်တွေကမြေကြီးထဲမှာဖီယာမျိုးစုံအောက်ကြီးထွားလာရတာမို့သူတို့ရဲ့အကွဲကြောင်းလေးတွေကတောင်ချိုကျိုးကြောင်းတွေတန်ထန်ရှိတတ်တယ် အော်တဘာဝအတိုင်းအကွဲနေတဲ့ပုံစံပေါ့နော် ဟုတ်တယ်ရှင်ဒါပေမဲ့ Vanil process လို့တက်ခွဲခဲနည်းနဲ့လုပ်တဲ့အခါဓာတုအရည်တွေကိုအဆက်ချပြီးလဲပတ်နေတဲ့ခုံပေါ်မှာအေးခဲစေတာဖြစ်လို့အတွင်းပိုင်းမှာကွင်းညွတ်နေတဲ့မြင်းကြောင်းတွေပါရှိနေတတ်တယ်အဲ့ဒါကသူတို့ရဲ့ဖုံးကွယ်လို့မရတဲ့အတူမှန်းတွေ့တာစီတဲ့အချက်ပဲရှင် ဒါတော့မှနီးပညာကရှေ့ကိုအများကြီးရောက်နေသေးတာနော်အခုနောက်ပိုင်းဆိုရင်ကြောက်တပွင့်ရဲ့မူရင်းဒေတာကိုပါခြေအားခံနိုင်နေပြီလို့ကြားတယ် ဟုတ်တယ်ရှင်ခွဲခြားနိုင်တဲ့အစစ်မြင့်စက်တွေပေါ်နေပါပြီ